မင်္ဂလာပါဧကရီငိမ့်ပါလက်ရှိမှာတော့ beauty influencer အနေနဲ့လုပ်ကိုင်နေတာ4နှစ်ကျော်5နှစ်ဝန်းကျင်လောက်ရှိပါပြီ ACC ဆိုတဲ့ Amazing Content Creator Online Program ကိုလည်းဖွင့်လှစ်ပြီး Content Creation ဘက်ကိုစိတ်ဝင်စားတဲ့သူတွေအတွက်ဧကရီရဲ့အတွေ့အကြုံတွေကိုမျှဝေပေးထားပါတယ်လက်ရှိမှာတော့ Blingo Beauty ဆိုတဲ့ cosmetic brand လေးကိုတည်ထောင်ပြီး founder တယောက်အနေနဲ့ဦးဆောင်နေပါတယ်ဧကရီမှာအကို3ယောက်ရှိပြီးတူတီတော်သမီးဖြစ်တဲ့အတွက်ဧကရီကို makeup lane တင်ပေးရလို့မရှိသလိုအလားပါနဲ့ပတ်သက်ပြီးတော့လည်းတင်ပေးရလို့မရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့ဧကရီကတရုတ်နိုင်ငံက Beijing Institute of Fashion Technology မှာ fashion major တက်ရောက်နေချိန်မှာတော့ fashion နဲ့ beauty ကိုပိုပြီးစိတ်ဝင်စားလာခဲ့တယ်အဲ့ဒီမှာ makeup lane တွေအလားပါကိုဘယ်လိုမြင်ရမလဲ fashion နဲ့ beauty ကိုဘယ်လိုခံစားရမလဲဆိုတာကိုလေ့လာခွင့်ရခဲ့တယ်ကျောင်းပြီးတော့စန်းစန်းရဲ့တကယ်ထိပ်တန်း company တစ်ခုမှာ designer assistant အဖြစ်လုပ်ခဲ့တယ်။နောက်ပိုင်းတော့ COVID ဖြစ်လာတော့မြန်မာနိုင်ငံကိုပြန်ရောက်လာပြီးအလုပ်မရှိတဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရတယ်ပေါ့နော်။အဲ့ဒီအချိန်မှာတော့ Igri ကအသက်24နှစ်ပဲရှိသေးတယ်။ဝင်ငွေမရှိဘူးအနာဂတ်လည်းမတေချာဘူးပေါ့နော်။အဲ့ဒီအချိန်မှာစဉ်းစားမိတာဒီတိုင်းတော့မဖြစ်သေးဘူးပေါ့နော်။ကိုယ့်အတွက်လမ်းတစ်လမ်းဖန်တီးရမယ်။ကိုယ်တိုင်ရက်တည်နိုင်တဲ့အရာတစ်ခုရှာရမယ်ဆိုပြီး Igri လုံနိုင်သမျှအရာတွေကိုစမ်းကြည့်ခဲ့တယ်။အစပိုင်းမှာတော့ Igri ကပကြီးဆွဲတာကိုစိတ်ဝင်စားရဲဆိုတော့ပကြီးဆွဲနည်းကို online ကနေ4လလောက်တေချာလေ့လာခဲ့ပြီးတော့တစ်နှစ်အတွင်းမှာပဲပကြီးဆွဲတဲ့ scale ကနေဝင်ငွေပြင်ရလာခဲ့တယ်။ဒါပေမဲ့ Igri အနေနဲ့ဒီပကြီးဆွဲတာတစ်ခုတည်းနဲ့ရေရှည်အတွက်အဆင်မပြေတော့ဘူးဆိုပြီးတော့ကိုယ်တကယ်စိတ်ဝင်စားတဲ့အရာကဘာလဲဆိုတာပြန်စဉ်းစားကြည့်တော့ beauty content တွေကိုကြည့်ရတာသဘောကျတယ်။ makeup နဲ့ beauty တွေကိုစိတ်ဝင်စားတယ်ဆိုတာသိခဲ့ရတယ်။ဒါနဲ့ဗီဒီယိုရိုက်နည်းတွေ lighting ထားနည်းတွေ content creation ဘိုင်းတွေကိုကိုယ်တိုင်လေ့လာပြီး social media ပေါ်မှာ beauty content တွေစတင်မျှဝေခဲ့ပြီးတော့ beauty influencer တယောက်အနေနဲ့ဖြစ်လာခဲ့ပါတယ်။ဒီခရီးစဉ်မှာ Igri တိလာတာက content creator ဖြစ်ဖို့ဆိုတာ camera ရှေ့ထွက်ရဲတဲ့တတိတင်မကပဲလူတွေရဲ့ဝေဖန်မှုတွေကိုလည်းရင်ဆိုင်ရဲတဲ့တတိကိုလိုအပ်တယ်ဆိုတာပေါ့နော်။ကံကောင်းတာကတော့ Igri ရဲ့ဘေးမှာအမြဲတမ်းနားလည်ပေးပြီးအားပေးရတူရှိတယ်။အဲ့ဒီအားပေးမှုတွေကြောင့်ပဲ Igri ဒီနေ့အထိဆက်ရှောက်နိုင်ခဲ့တာပေါ့နော်။နောက်ပိုင်းမှာတော့ Igri ခက်ခဲလေ့လာခဲ့ရတဲ့ content creation အတွေ့အကြုံတွေကိုမျှဝေပေးချင်တာကြောင့် Amazing Content Creator Online Program ကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်။ Content Creation ကိုစိတ်ဝင်စားပေးမယ်ဘယ်ကနေစမလဲမသိတဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့ဖန်တီးပေးထားတဲ့ program လေးဖြစ်ပါတယ်။ Beauty Influencer အနေနဲ့လောက်ကင်လာတဲ့နှစ်တွေထဲမှာ brand မျိုးစုံရဲ့ product တွေကိုစမ်းသပ်ခဲ့တယ် review လုပ်ခဲ့တယ် audience တွေကိုလည်း recommend လုပ်ခဲ့တယ်။အဲ့ဒီအတွေ့အကြုံတွေကနေကိုယ်ပိုင် brand တစ်ခုဖန်တီးနိုင်မလားဆိုတဲ့အတွေးဖြစ်လာခဲ့တယ်။အဲ့ဒီအတွေးကနေ Blingo Beauty ကိုစတင်တည်ထောင်ခဲ့ဖြစ်ပါတယ်။ Blingo Beauty က Igri အတွက် brand တစ်ခုတင်မဟုတ်ပဲ beauty influencer အဖြစ်နှစ်ပေါင်းများစွာစုဆောင်းလာခဲ့တဲ့အတွေ့အကြုံတွေသင်ခန်းစာတွေအိမ်မက်တွေကိုအကောင့်ထဲပေါ်ထားတဲ့ရလဒ်တစ်ခုလည်းဖြစ်တယ်ပေါ့နော်Igri ရဲ့ဘဝမှာအလွမ်းမိုးဆုံးအမျိုးသမီးကတော့မမားပေါ့နော်မမားက real estate လုပ်ငန်းကိုနှစ်ပေါင်းများစွာလုပ်ကင်ခဲ့ပြီးအခုချိန်မှာတော့အိမ်ကပိုးစာချမ်း coffee ချမ်းလေးတွေကိုစီမံခန့်ခွဲနေတယ်ချမ်းလေးကိုပို့ပြီးတော့လှပကောင်းမွန်လာအောင်ကျူးစိုက်ပေးနေတယ်ပေါ့နော်မမားစီကနေ Igri တင်ယူခဲ့ရတာအများကြီးရှိပါတယ်အထူးသဖြင့်လူတွေကိုဖော်ဖော်ရွေဆက်ဆံတတ်ပုံလူတွေပေါ်မှာမေတ္တာထားတတ်ပုံတွေပေါ့နော်မမားကို Igri အရန်လီစားရတဲ့အချက်ကတော့သူ့ရဲ့တတိနဲ့လှုပ်ဆောင်နိုင်စွမ်းပါပဲလှုပ်ချင်တာရှိရင်အမြဲတမ်းစူးစမ်းတယ်ဆုံးဖြတ်ချက်ချရင်ချက်ချင်းအကောင့်ထဲပေါ်တယ် social queen လို့လည်းပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုရင်ပွဲတိုင်းမှာသူကဦးဆောင်တယ်2019တုန်းကလည်းအမေများအလှမယ်ပြိုင်ပွဲမှာမြန်မာပြည်က Mrs Elegant ပထမဆုရခဲ့ပြီး2018မှာလည်းစင်ကာပူမှာ Mrs International Pageant ပထမဆုရခဲ့သေးတယ်အဲ့ဒီတတိရှိမှုတွေစိတ်သက်ခိုင်မာမှုတွေလူတွေနဲ့ဆက်ဆံပုံတွေကိုငငယ်ကလေးကမြင်ရင်းကြားရင်းနဲ့မမရဲ့အပြုတ်မှုတွေအသွေးခေါ်တွေကကိုယ့်ပေါ်တက်ရောက်မှုရှိလာခဲ့တယ်တခါတလေကိုပြန်တတိထားမိတဲ့ချိန်မှာ Igri ရဲ့စကားပြောပုံတွေလူတွေနဲ့ဆက်ဆံပုံတွေကမမနဲ့တော်တော်တူလာတယ်ဆိုတာကိုတတိထားမိတတ်တယ်ဒါကတော့ Igri ရဲ့အရန်ထူးခြားတဲ့ခံစားချက်တစ်ခုပေါ့နော်Igri ရဲ့ဘဝမှာတက်ရောက်မှုအကြီးမားဆုံးအရာတစ်ခုကတော့ Igri ရဲ့မိဘတွေက Igri ကိုတရုတ်ပြည်ရဲ့ထိပ်တန်းကျောင်းတစ်ခုမှာပညာသင်ကြားခွင့်ရနိုင်အောင်ပံ့ပိုးပေးခဲ့တာပေါ့နော်အဲ့ဒီချိန်ကတော့ဒါကပုံမှန်ပဲလို့ထင်ခဲ့ပေမဲ့အသက်ကြီးလာပြီးပြန်စဉ်းစားကြည့်တဲ့အခါမှာတော့ဒါက Igri ဘဝကိုအများကြီးပြောင်းလဲခဲ့ပြီးတဲ့အခွင့်အရေးတစ်ခုဆိုတာနားလည်လာတယ်နိုင်ငံခြားမှာပညာသင်ကြားခွင့်ရတာကြောင့် Igri ရဲ့အမြင်တွေပိုပြီးကျယ်ပြန့်လာခဲ့တယ်။ကမ္ဘာကြီးကိုမြင်တဲ့ပုံစံလူတွေနဲ့ဆက်ဆံတဲ့ပုံစံပြဿနာတွေကို
ဖြည့်ရှင်းတဲ့ပုံစံတွေကိုလည်းအများကြီးပြောင်းလဲစေခဲ့တယ်မတူညီတဲ့ယဉ်ကျေးမှုတွေမတူညီတဲ့အသွေးခေါ်တွေနဲ့လေ့လာခွင့်ရခဲ့ပြီးကိုလည်းပိုပြီးယုံကြည်မှုရှိလာတယ်ပေါ့နော်Igri တော့အောင်မြင်မှုဆိုတာလွတ်လပ်မှုလို့ပြောလို့ရမယ်ဘာလို့လဲဆိုရင် Igri ကတူတီတော်သမီးတယောက်အနေနဲ့ကြီးပြင်းလာခဲ့တဲ့အတွက်မိဘတွေရဲ့အချစ်တွေလည်းအများကြီးရခဲ့တယ်လို့စိုးရိမ်မှုတွေနဲ့ကန့်သက်ချက်တွေလည်းရှိခဲ့တယ်ပေါ့နော်ဒီမသွားနဲ့ဟိုမသွားနဲ့ဒါမလုပ်နဲ့ဟိုမလုပ်နဲ့ဆိုတဲ့စိုးရိမ်မှုတွေနဲ့ကြီးပြင်းလာခဲ့ရတယ်ဒါကြောင့်အသက်ကြီးလာတဲ့အခါမှာ Igri အတွက်အရေးကြီးဆုံးအရာကလွတ်လပ်မှုဖြစ်လာခဲ့တယ်ကိုယ့်ဘဝကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့လွတ်လပ်မှုကိုယုံကြည်တဲ့လမ်းကိုရှောက်နိုင်တဲ့လွတ်လပ်မှုကိုယ့်ရဲ့ရွေးချယ်မှုတွေအတွက်ကိုယ်တိုင်တာဝန်ယူနိုင်တဲ့လွတ်လပ်မှုပဲဖြစ်တယ်ပေါ့နော်ဘာလို့ပဲလုံးလုံး Igri တို့ဘဝမှာအခက်ခဲတော့ကြုံတွေ့ရမှာပဲ Igri တို့အားသာချက်တစ်ခုကတော့ beauty influencer ဖြစ်လောက်ကင်လာခဲ့တဲ့အတွက် product အသစ်တွေ brand အသစ်တွေကိုအမြဲထိတွေ့ခွင့်ရခဲ့တယ် brand တစ်ခုချင်းစီရဲ့ product တွေကိုစမ်းသပ်ခွင့်ရတယ်လို့ market ထဲမှာဘာတွေရှိနေပြီးဘာတွေလိုအပ်နေသေးလဲဆိုတာကိုလည်းသိခွင့်ရခဲ့တယ်ဒါကြောင့် product development ဘိုင်းမှာတော့အားသာချက်တစ်ခုရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့ brand တစ်ခုတည်ထောင်ဖို့ကလည်းမလွယ်ဘူးပေါ့နော်အစပိုင်းမှာ product တွေမရောင်းကုန်မှလည်းစိုးရိမ်ခဲ့တယ်ကိုရင်းနှီးထားတဲ့အချိန်ငွေကြေးနဲ့စူးစမ်းမှုတွေအားလုံးက risk ရှိနေတယ်ဆိုတဲ့ PR လည်းရှိခဲ့တယ်နောက်ထပ်ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတစ်ခုကတော့ပထမ product batch မှာအရေးအတွက်2000ကျော်ထဲက error product 68ချောင်းပါဝင်နေတာအဲ့ဒီပြဿနာကိုဖြေရှင်းဖို့ customer တွေအပေါ်တာဝန်ယူမှုအပြည့်နဲ့ကင်တွယ်ဖို့ကလည်း Igri အတွက် challenge အကြီးတစ်ခုဖြစ်ခဲ့တယ်ပေါ့နော်နောက်ထပ်စိန်ခေါ်မှုတစ်ခုကတော့ team management ပေါ့နော် Igri နေနဲ့လည်း team တစ်ခုကိုဦးဆောင်ဖူးတဲ့သူလည်းမဟုတ်တော့ဝန်ထမ်းတွေကိုဘယ်လိုဆက်သွယ်ရမလဲဘယ်လိုဦးဆောင်ရမလဲဆိုတာကိုလည်းမသိခဲ့ဘူးဒါပေမဲ့ Blingo Beauty ကိုစတင်ခဲ့တာအခုဆိုရင်တစ်နှစ်ကျော်လာပါပြီဒီတစ်နှစ်အတွင်းမှာလည်းအများကြီးတင်ယူခဲ့ရတယ်အခုချိန်ကြီးလည်းတင်ယူနေသေးပါပဲ Igri ယုံကြည်ရာတစ်ခုကတော့ entrepreneur တယောက်ဖြစ်ဖို့ဆိုတာအရာအလုံးကိုသိပြီးမှစတင်ရတာမဟုတ်ပဲစတင်ပြီးတော့မှတစ်ဆင့်ချင်းစီတင်ယူပြီးတိုးတက်သွားရတာဖြစ်ပါတယ်Igri ရဲ့အလုပ်ချိန်ကတော့ပုံမှန်သတ်မှတ်ထားတဲ့ schedule မရှိဘူးပေါ့နော်အရင်တော့ကတော့ content creator အနေနဲ့တရက် content ရိုက်တယ်တရက် editing လုပ်တယ်တရက်လောက်အနားယူတယ်ဆိုပြီးတော့အလုပ်လုပ်ခဲ့တယ်ဒါပေမဲ့အခု Blingo Beauty ကိုစတင်တည်ထောင်ပြီးနောက်ပိုင်းမှာတော့အလုပ်တာဝန်တွေပိုများလာတယ်မနက်နိုးလာတာနဲ့ blingo.app website မှာအယောင်စာရင်းတွေကိုအရင်ဆုံးစစ်ကြည့်တယ်ပြီးရင် sales team နဲ့ဆက်သွယ်ပြီးထူးခြားတဲ့အခြေအနေရှိမရှိစစ်ဆေးတယ် Blingo page တွေအတွက်တင်မဲ့ post တွေ video content တွေကိုစဉ်းစားပေးရတယ်လို့ influencer marketing campaign တွေကိုလည်းစီမံခန့်ခွဲရပါတယ် product တွေဖန်တီးတဲ့အခါမှာတော့စက်ရုံတွေနဲ့တိုက်ရိုက်ဆက်သွယ်ရတယ် packaging design တွေ product design တွေကိုလည်းကိုယ်တိုင်စဉ်းစားရတယ်နေ့လည်လောက်ရောက်ရင်တော့ content video တွေရိုက်ဖြစ်တယ်တကယ်တော့အရင်တော့က content creation ကိုအချိန်အများကြီးပေးနိုင်ခဲ့ပေမဲ့အခုတော့ brand management ဘိုင်းမှာလုပ်စရာတွေများလာတဲ့အတွက် content ရိုက်ဖို့အချိန်နည်းနည်းလျော့သွားတယ်ပေါ့နော်ဒါပေမဲ့ audience တွေနဲ့အဆက်အသွယ်မပြတ်သွားအောင်တော့အချိန်ရတဲ့အတိုင်း content video တွေရိုက်ပြီးမျှော်ပြီးနေစေပါပဲအခုချိန်မှာတော့ Igri ရဲ့တရက်တာက content creator တယောက်ရဲ့အလုပ်တွေရော brand founder တယောက်ရဲ့တာဝန်တွေရောပေါင်းဆက်ပြီးဖြတ်တန်းနေရတဲ့နေ့ရက်တွေလို့ပြောလို့ရတယ်ပေါ့နော်အမှန်တိုင်းပြောရရင်တော့ Igri နေနဲ့နောက်9နှစ်10နှစ်မှာကိုပါဖြစ်သွားမလဲဆိုတာကိုအတိအကျပြောဖို့ကခက်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဘဝကအမြဲပြောင်းလဲနေတယ်လို့အခွင့်အရေးတွေနဲ့စိန်ခေါ်မှုတွေကလည်းအမြဲရှိနေတတ်တယ်။ဒါပေမဲ့ကောင်းတဲ့ဘက်ကနေစဉ်းစားကြည့်မယ်ဆိုရင်တော့ Blingo Beauty ကိုမြန်မာနိုင်ငံရဲ့အမျိုးသမီးတွေအတွက်တကယ်တန်ဖိုးရှိတဲ့ premium beauty brand တစ်ခုမြင်စေချင်တယ်။ beauty product တွေရောင်းတဲ့ brand တစ်ခုထက်ပိုပြီးတော့အမျိုးသမီးတွေရဲ့လိုအပ်ချက်တွေသူတို့ရဲ့ကြုံတွေ့နေရတဲ့အလှပပိုင်းဆိုင်ရာပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့ brand တစ်ခုဖြစ်ချင်ပါတယ်။မြန်မာအမျိုးသမီးတွေနဲ့အမှန်တကယ်ညီးဆက်ပြီးသူတို့ရဲ့နေ့စဉ်ဘဝထဲမှာပါဝင်နိုင်တဲ့ brand တစ်ခုဖြစ်ချင်တယ်။သူတို့ရဲ့ယုံကြည်မှုကိုရနိုင်ပြီးသူတို့ရင်ထဲရောက်နိုင်တဲ့ brand တစ်ခုဖြစ်ချင်တယ်ပေါ့နော်။တကယ်တော့ number 1ဖြစ်ဖို့အယောင်ရဆုံး brand ဖြစ်ဖို့ထက် Igri ပို့ပြီးအရေးကြီးလို့ထင်တာက customer တွေရဲ့ပြဿနာကိုအကောင်းဆုံးဖြေရှင်းပေးနိုင်ဖို့ပါပဲ။လူတွေက Blingo Beauty ကိုသုံးတဲ့အခါမှာဒီ brand ကငါ့ကိုနားလေတယ်ဆိုတဲ့ခံစားချက်မျိုးကိုရစေချင်ပါတယ်။ဒါကတော့ Igri ရဲ့မြင်ချင်တဲ့ Blingo Beauty ရဲ့အနာဂတ်ပဲဖြစ်ပါတယ်။ message
message တစ်ခုပေးရမယ်ဆိုရင်တော့စိတ်ကူးတစ်ခုရှိလာပြီဆိုရင်အဲ့ဒီစိတ်ကူးကိုအကောင့်ထဲပေါ်ဖို့မကြောက်ပါနဲ့ရလက်ကကောင်းမလားမကောင်းမလားဆိုတာကိုအရင်မစဉ်းစားဘဲနဲ့အရင်ဆုံးလုပ်ကြည့်လိုက်ပါဘာကြောင့်လဲဆိုတော့လှုပ်ဆောင်တဲ့လမ်းခရီးထဲမှာပဲသင်ခန်းစာတွေအများကြီးရှိနေပါတယ်တခါတလေရလက်ကကိုမျောလင့်ထားတယ်လို့မဖြစ်နိုင်ပေမဲ့အဲ့ဒီအတွေ့အကြုံကနေပိုပြီးရင့်ကျက်သွားလာစေတယ်ပိုပြီးတိုးတက်လာစေတယ်အီဂရီကိုယ်တိုင်ကလည်းဒီနေ့ဒီနေရာကိုရောက်လာတာအရှင်မြန်လို့လည်းပါပါတယ် beauty influencer ဖြစ်ချင်တယ်လို့စဉ်းစားမိတဲ့အချိန်မှာပဲချက်ချင်းဗီဒီယိုဆက်ရိုက်ခဲ့တယ်ပြီးပြည့်စုံမှစမယ်လို့မဆောင်ခဲ့ဘူးလူအများစုကစိတ်ကူးတွေအများကြီးရှိတတ်ကြတယ် influencer ဖြစ်ချင်တယ် business စလုပ်ချင်တယ် brand တစ်ခုတည်ထောင်ချင်တယ်ဒါပေမဲ့အဲ့ဒီစိတ်ကူးတွေကစိတ်ကူးအနေနဲ့ပဲကျင်နေတတ်ကြတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ action မရှိလို့ပဲဖြစ်ပါတယ်ဒါကြောင့် perfect ဖြစ်ချင်တဲ့စိတ်ကိုလျှော့ပြီးတော့အရင်ဆုံးစလိုက်ပါလမ်းလျှောက်လိုက်ရင်လမ်းပေါ်မှာတင်ယူရမယ့်အရာတွေတွေ့လာပါလိမ့်မယ်အဲ့ဒီသင်ခန်းစာတွေကိုယူပြီးတော့တစ်ဆင့်ပြီးတစ်ဆင့်ရှေ့ဆက်သွားပါတနေ့ကျရင်ကိုရောက်ချင်တဲ့နေရာကိုကိုယ်တိုင်မသိလိုက်ခင်ရောက်နေပါလိမ့်မယ်